မိမိတို့ရဲ့ဆိုင်မှာအယောင်ဆိုင်ရင်တွေလက်ကျန် computer ဆိုင်ရင်တွေမကိုက်လို့ POS system တစ်ခုကိုအသုံးပြုခြင်းနေတယ်။ဒါအပြင်မိမိတို့ရဲ့ online site channel ဖြစ်တဲ့ Messenger, Telegram, Viber, Chatbot တွေမှာ customer တွေမေးမြန်းစုံစမ်းသမျှ order တင်သမျှကိုအချိန်နဲ့တပြေးညီမဖြေပေးနိုင် order မကောက်ပေးနိုင်လို့ solution တစ်ခုကိုရှာနေရဆိုရင်ညီမက Boss and Bot ရဲ့ cloud based POS system အပြင် AI Chatbot ပါပါတယ် platform လေးကိုဒီဗီဒီယိုမှာမိတ်ဆက်ပေးချင်ပါတယ်ရှင်။ Boss and Bot ရဲ့ POS ပန်တွေကတော့ customer တွေဆိုင်ကိုကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်ယူတဲ့အခါမှာဝယ်ယူသွားတဲ့ပစ္စည်းတွေကို store list တွေကနေတိုက်ရိုက်နှုတ်ယူပြီးတော့ပဲဖြစ်ဖြစ် barcode scanner နဲ့ scan ဖတ်ပြီးတော့ပဲဖြစ်ဖြစ် slip ထွက်တဲ့အထိရောက်ချပေးသွားမှာဖြစ်ပါတယ်။ Cloud based POS system ဖြစ်တဲ့အတွက်ကြောင့်ဆိုင်ခွဲတွေဘလောက်ပဲများများဆိုင်ခွဲတိုင်းမှာပစ္စည်းတစ်ခုခုရောင်းပြီးသွားတာနဲ့လက်ကျန်ပစ္စည်းတွေအယောင်စာရင်းတွေက auto update လည်းဖြစ်နေပါမယ်။တစ်ချိန်တည်းမှာပဲ customer တွေက online chatbot မှာတက်ဆင်မေးမြန်းစုံစမ်းသမျှ order တင်ထားသမျှကို24နာရီအသင့်ရှိနေတဲ့ AI chatbot ကဖြေကြားပေးသွားမယ်။ order တွေကိုတင်ပေးသွားမှာပဲဖြစ်ပါတယ်။မိမိကိုယ်တိုင်ကတော့ဆိုင်ခွဲတိုင်းကရောင်းရတဲ့အယောင်စာရင်းဒေသမက online ကတက်လာတဲ့ order တွေပါ Boss and Bot အသုံးပြုပြီးတော့တနေရာတည်းတစ်ထိုင်တည်းစောင့်ကြည့်စီမံလို့ရသွားမှာပဲဖြစ်ပါတယ်။ Notification မှာ AI Chatbot က order တွေကောက်ပေးတိုင်း stock ပစ္စည်းတွေအဝင်အထွက်အပြောင်းအလဲရှိတိုင်း notice တွေတက်လာမယ်။ dashboard မှာတင်ထားတဲ့အယောင်ပစ္စည်း order တွေရောင်းရတဲ့ amount တွေကို overview ကြည့်လို့ရမယ်။နေ့ချုပ်လချုပ်နှစ်ချုပ်တွေကိုပြန်ကြည့်လို့ရမယ်။ category မိမိဆိုင်မှာတင်ထားတဲ့ပစ္စည်းတွေကိုတူရာမျိုးစားတွေခွဲပြီးအုပ်စုဖွဲ့ထားလို့ရမယ်။ဥပမာမိမိဆိုင်မှာအဝတ်အစားရောင်းနေရကနေအိတ်တွေမှာထပ်ထိုးရောက်ချတဲ့အခါကျဒီမှာအုပ်စုအသစ်ဖွဲ့ပြီးတော့တင်ထားလို့ရပါမယ်။ attribute ဥပမာအနေနဲ့အစားအစာရောင်းကုန်တွေအတွက်ဆို expire date အဝတ်အစားအတွက်ဆိုရင် size အရောင်စသဖြင့်သက်ဆိုင်ရာအချက်အလက်တွေကိုတိုက်ဆိုင်ရာကုန်ပစ္စည်းနဲ့တွဲပေးထားလို့ရမယ်။ product တက်မှာတော့ရောင်းမဲ့ကုန်ပစ္စည်းတွေကိုစာရင်းလာသွင်းလို့ရမယ်။ Excel file လိုက်လည်းတင်လို့ရမယ်သွင်းလို့ရမယ်။ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့အသေးစိတ်အချက်အလက်ပုံတွေကိုလာပြင်လို့ရမယ်။ inventory တက်ထဲမှာအယောင်ပစ္စည်းတွေထပ်တိုးတာဝယ်သူပြန်အပ်လို့ပြန်ပေါင်းထည့်တာပျက်စီးသွားလို့စာရင်းပြန်နှုတ်တာစတဲ့ပစ္စည်းအဝင်အထွက်စာရင်းတွေကိုလာထည့်လို့ရမယ်။ create order ဆိုင်ကိုကိုယ်တိုင်လာရောက်ဝယ်ယူတဲ့ customer တွေကို POS system တစ်ခုလိုလည်းအသုံးပြုပြီးတော့ရောင်းချပေးသွားမယ်။ order ticket မှာ AI chatbot ကကောက်ပေးထားတဲ့အယောင် order တွေကိုတွားကြည့်ပြီး confirm order ယူမယ်။ပစ္စည်းပြင်ဆင်မယ် delete ပို့မယ်စတဲ့ order လုပ်ငန်းအဆင့်ဆင့်ကိုစောင့်ကြည့်ပြီးသတ်မှတ်ပေးသွားမယ်။ customer ဘက်ကပြန်ပယ်တဲ့ order ပစ္စည်းပြန်အပ်တဲ့ order တွေဖြစ်သွားရင်လည်းလာရောက်ခွဲထုတ်ပေးလို့ရပါတယ်။ spot ticket ဈေးဝယ်သူက Viber, Telegram, Messenger နဲ့ဆိုင်ရှင်ကိုတိုက်ရိုက်မေးမြန်းခြင်းလို့ပို့ထားတဲ့ message တွေကိုဒီမှာလာဖြည့်ပေးလို့ရပါတယ်။ chat take over customer နဲ့ AI တို့ရဲ့ chat တွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်လို့ရပြီးတော့မိမိကိုယ်တိုင်ဝင်ဖြည့်ခြင်းတဲ့ chat တွေမှာ AI ကိုခဏရပ်ထားပြီးဝင်ဖြည့်လို့ရပါတယ်။ဥပမာနောက်လာတဲ့ပစ္စည်းကိုပြန်ဝင်ဖို့ရှိပါတယ်။စသဖြင့်ပြောထားခဲ့ပြီးတော့ AI နဲ့ပြန်လွှဲထားလို့ရပါတယ်။ customer order တွေတိုင်းမှာ AI ကစနစ်တကျကောက်ပေးခဲ့တဲ့ customer အချက်အလက်တွေဝယ်ယူခဲ့တဲ့ပစ္စည်းတွေသုံးခဲ့တဲ့ငွေပမာဏတွေကိုပြန်ကြည့်လို့ရမယ်။ဒါကြောင့်မို့လို့ customer တွေကိုပြန်လည်ဝယ်ဆောင်မှုပေးတဲ့အခါမျိုး promotion တွေ discount တွေပေးတဲ့အခါမျိုးတွေမှာထိထိရောက်ရောက်လှုပ်ဆောင်ဖို့အများကြီးအထောက်အကူဖြစ်သွားလိမ့်မယ်။ receivables မိမိရရှိဖို့ရှိတဲ့အိမ်ရောက်ငွေကြေး delivery စာရင်းတွေကိုဒီမှာလာကြည့်လို့ရမယ်။ shop profile မှာမိမိရဲ့ဆိုင်လိပ်စာဖုန်းနံပါတ် online အယောင် page အချက်အလက်တွေကိုလာထည့်မယ်။ AI chatbot ရဲ့စကားအပြောအဆိုအသုံးအနှုန်းတွေကိုချိန်ညှိပေးလို့ရမယ်။ shop policy မိမိဆိုင်မှာဝယ်ပြီးပစ္စည်းလဲတဲ့အခါပစ္စည်းအာမခံပေးတဲ့အခါထားရှိတဲ့စည်းမျဉ်းစည်းကမ်းတွေကိုထည့်ထားလို့ရမယ်။အဲဒီစည်းမျဉ်းတွေအတိုင်း AI ကလိုက်နာပြီးတော့ဖြေဆိုရောင်းချပေးသွားမယ်။ delivery rate မြို့နယ်အလိုက် delivery ကြေးတွေကိုသတ်မှတ်ပေးထားလို့ရမယ်။